င်္ဂလာပါဒီနေ့ကျွန်တော်ဖိတ်ခေါ်ထားတဲ့သူကတော့သိပ္ပံပညာရှင်ကြီးဟုတ်ကဲ့ပါအန်ကယ်ဦးအိုင်းစတိုင်းပဲဖြစ်ပါတယ်ကြိုဆိုပေးပါဦးခင်ဗျာအန်ကဲမင်္ဂလာပါသားတွေမုံလာဥစားပြီးပလားကွာ စားပြီးပါပြီဗျာတကယ်လို့များအန်ကယ်ဒီကိုမလာဖြစ်ရင်ဘာလုပ်နေမလဲဗျာ အိမ်မှာအိတ်နေမှာပေါ့ကွာ ဟုတ်ကဲ့ပါတကယ်လို့များဦးလေးကိုမြန်မာပြည်မှာမွေးခဲ့မယ်ဆိုရင်ဘယ်လိုဖြစ်ကုန်မယ်ထင်လဲဗျာမြန်မာပြည်မှာငါ့ကိုမွေးမယ်ဆိုရင်နှစ်ဖွဲ့ကွဲကုန်မှာပေါ့ကွာအယူဆိုပြီး wine blame တဲ့အဖွဲနဲ့ဘိုးတော်ဆိုပြီးကိုးကွယ်တဲ့အဖွဲဒါအမှန်ပဲဒါနဲ့အန်ကယ်ကငယ်ငယ်တုန်းကကြောင်းထုတ်ခံခဲ့ရဘူးတဲ့ဆိုကျောင်းကအန်ကယ်ကိုထုတ်တာမဟုတ်ပါဘူးကွာအန်ကယ်ကကျောင်းကိုမကြိုက်လို့ထွက်ခဲ့တာပါ ဟာမိုက်တယ် အန်ကယ်က physics theory တွေပဲထုတ်ခဲ့တာဆိုတော့အချစ်နဲ့ပတ်သက်တဲ့ theory လေးထုတ်ပေးပါဦးအချစ်ဆိုတာက theory မရှိဘူးကွာယူတဲ့အချိန်လေးခဏပဲအချစ်လို့ထင်ကြတာပြန်ကောင်းသွားတာနဲ့အဲ့ဒါအချစ်မဟုတ်တော့ဘူးပဲ ဟုတ်ပါတယ်ဗျာ အားလုံးပဲတတ်